မြန်မာသမ္မတတဲ့ပို့ပြီးတော့ရေးကြီးတဲ့ဘာခေါ်လဲဒီအမေရိကန်သမ္မတခီးစဉ်ရှိတာဟုတ်အဲ့တော့အမေရိကန်သမ္မတကြတော့ဗျာဒါကတော့တစ်ကမ္ဘာလုံးမှာဒါအရေးကြီးဆုံးပုဂ္ဂိုလ်လို့ဖြစ်နေတော့သူခီးစဉ်နဲ့မြန်မာနဲ့ကနည်းနည်းလေးရှေ့စနောက်ဆင်ဖြစ်နေတာသူကတရုတ်အနေနဲ့ကဒါအမေရိကန်သမ္မတခီးစဉ်ဦးစားနည်းနည်းပြီးလိုက်တယ်ပုံရတယ်ကြည့်ရတယ်ခံမှန်းတာပေါ့နော်ပုံရတယ်ပြီးတော့တစ်ခါရှီဂျီပင်ကမြောက်ကိုရီးယားကိုတွားတယ်ဟုတ်မြောက်ကိုရီးယားကင်ဂျုံနဲ့တွားတွေ့တယ်ဆိုတော့ဒါတွေဆက်ဆက်နေတဲ့အတွက်ဒီကိစ္စတွေပြီးမှပဲမြန်မာနဲ့အေးအေးဆေးဆေးတွေ့မယ်တဘောပေါ့နော်ဟိုကကြတော့နည်းနည်းလေးအရေးကြီးတယ်ပေါ့နော်ပို့ပြီးတော့ဟိုဖြစ်တော့အရေးကြီးတယ်မြန်မာကျတော့အိမ်နေချင်းလည်းဖြစ်တော့တိတ်မဝေးဘူးလေချက်ချင်းတကားပေါက်ဖွင့်ပြီးဝမ်းသွားရောက်နေအိမ်ကိုအိမ်ချင်းကတ်နေတော့ဆိုတော့ကိုကဟိုးအဝေးရလာတဲ့ဧည့်သည်ပို့ပြီးတော့ဦးစားပေးလိုက်တဲ့သဘောပေါ့တရုတ်ကတော့ပေါ့နော်ပြီးတော့ကမ္ဘာနံပါတ်1ခေါင်းဆောင်ရှီဂျင်ပင်းနဲ့sorry ဒီဒေါ်နယ်ထရမ့်တွေ့တာဦးစားပေးလောက်ရတာပေါ့နော်ပြီးတော့ကမ္ဘာမှာကြောက်စရာအကောင်းဆုံးဆိုပြီးတော့တော်တော်လူတွေမတိရတဲ့ဝက်ပူလေးဆိုပြီးတော့ဝက်ပူလေးဆိုပြီးတော့ပြောရတဲ့မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ရည်လို့တော့ဒါတွေ80နောက်စင်နေဖြစ်နေတဲ့ကိစ္စအဲ့တော့မြန်မာသမ္မတကလည်းဒီဘက်ကအဲ့တော့မြန်မာသမ္မတကလည်းအိတ်ချထဲမှာဘာလုပ်လဲဆိုအိန္ဒိယဘက်ကိုခီးထွက်လိုက်တယ်အိန္ဒိယဘက်ကဥအောင်ကောက်ဖိလိုက်လို့သူရင်ခီးထွက်လိုက်တယ်ထွက်ပြီးတော့သူလည်းဒါဂျွန်မေနဲ့ဂျွန်နဲ့ပေါ့ဗျာမေနောက်ဆုံးရက်နဲ့ဂျွန်ရက်ဒီဂျွန်ပထမပတ်ဒီအဲ့တုန်းကတွားလိုက်တယ်အခုတော့ဒါပြီးတော့သူအိန္ဒိယပြီးတော့ကဒါတရုတ်ကိုဆက်သွားပြီဆိုတော့ဗောနော်ဆိုတော့ဘာကောင်းတာလဲဆိုတော့ကောင်းတာတွေကတော့အများကြီးကောင်းကျိုးတွေရှိဖို့များတယ်ခံမှန်းရတော့ကောင်းကျိုးတွေရှိဖို့များတယ်ဒါဆိုတော့ဒီတစ်ခေါက်တရုတ်ပြည်ကိုသွားတာကသမ္မတတယောက်အနေနဲ့သွားတာအရင်အခေါက်ကကြတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့သွားတာပြောရရင်တော့ယူနီဖောင်းမချွတ်ရသေးဘူးယူနီဖောင်းမချွတ်ရသေးတဲ့စစ်ဘက်ခေါင်းဆောင်တွေနဲ့စစ်ဘက်ခေါင်းဆောင်ကနေတိုင်းပြည်တာဝန်ထမ်းဆောင်ထားတဲ့ပုံစံနဲ့သွားတာဒီတစ်ခေါက်ကနိုင်ငံတော်သမ္မတအနေနဲ့သွားတာဆိုတော့သွားရတာချင်းကမတူတော့ဘူး value ကိုကွာသွားပြီတအားကွာသွားပြီပို့ပြီးတော့ဒီတစ်ခေါက်ပို့ပြီးတော့အနှစ်သာရပို့ပြီးတော့အားကောင်းတယ်အဲ့တော့တရုတ်ကလည်းဒီချိန်မှာမြန်မာသမ္မတကိုသူမှအဲ့လိုမှမဖိတ်ရင်မခေါ်ရင်မြန်မာသမ္မတကိုဖြစ်ရင်သူ့အနေနဲ့ကလည်းမကောင်းနိုင်ဘူးပြီးတော့မြန်မာဒီသမ္မတဦးမြောက်လည်းအလုပ်တွဲလုပ်ရမယ်အများကြီးသူမှရှိနေတယ်ဖြစ်နေတော့အခုထားပါတော့ကြောက်ဖြူစီမံကိန်းတွေကြောက်ဖြူကွန်မြူပိုက်လိုင်းစီမံကိန်းတွေအခြားသောတရုတ်မြန်မာပြည်မှာရှိနေတဲ့စီမံကိန်းပေါင်းများစွာတွေဟာတရုတ်အနေနဲ့ကတော်တော်လေးအလေးထားရတဲ့ဟာတွေဖြစ်နေတယ်ဆိုတော့ပြီးတော့နောင်မှာပေါ့နော်နောင်မှာဒီတရုတ်နိုင်ငံရဲ့ဘာခေါ်လဲဒီလောင်စာစီလိုအပ်ချက်တွေတခြားသောလိုအပ်ချက်တွေအကုန်လုံးမြန်မာပြည်ကအရေးပါတဲ့နေရာတွေရှိနေတာဆိုတော့ဒါသူတို့အနေနဲ့သမ္မတအနေနဲ့ကတော့တရုတ်သမ္မတအနေနဲ့မြန်မာတို့ဦးစားပေးရမယ့်သဘောရှိတယ်ဒါပေမဲ့မြန်မာသမ္မတကတော့ဟိုဘက်သွားရင်တော့ခုနကသူတို့ပြောလို့နိုင်ငံဆွေးနွေးမယ်ပါညာဆိုရင်သူတို့ဆွေးနွေးတဲ့မှာဆွေးနွေးမှုတွေထဲမှာခံမှန်းရတာကစီးပွားရေးဆိုတဲ့နေရာမှာလည်းမြန်မာနိုင်ငံမှာလုပ်မဲ့ investment လုပ်မဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတရုတ်ကလာပြီးတော့ investment တေချာလုပ်ဖို့ဒီမှာခိုင်မှာတေချာလုပ်မယ်ဆိုတဲ့အကြောင်းတွေနေစားတည်ငြိမ်ရေးကိစ္စတွေမေးမယ်ကြားဖြတ်ကိစ္စတွေပြောလိမ့်မယ်ကြားဖြတ်ကိစ္စတွေမေးကြဆွေးနွေးကြလိမ့်မယ်ပြီးတော့ဘာထက်ဝါဖြစ်စရာရှိလဲဆိုတော့ဒီကြားဖြတ်ရဲ့နေစားတည်ငြိမ်အေဂျင့်မြန်မာငြိမ်းချမ်းရေးနောက်တစ်ခါဒီစီးပွားရေးရင်းနှီးမြှုပ်နှံမှုဒါတွေအကုန်လုံးဆွေးနွေးတာအပြင်ထပ်ဆွေးနွေးလို့ရတာကတရုတ်သမ္မတကိုမြန်မာပြည်ကိုလာဖို့ဖိတ်ကြားတာတွေလည်းဖြစ်နိုင်တယ်ပြီးတော့ဒီတရုတ်နဲ့မြန်မာနဲ့နိုင်ငံပူးပေါင်းပြီးတော့တချို့ဒီဘယ်လိုခေါ်လဲအချမ်းဖက်နေတိုက်ဖြတ်ရေးတွေနော်နေသက်တည်ငြိမ်ရေးဒါတွေအတွက်တော့ဘာဖြစ်မနေလုံးကြမယ်သဘောတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီချိန်တော့ပဲမြန်မာသမ္မတဘက်ကတော့ဒါကိုကတော့ရှင်းပြတော့တရုတ်သက်ဆိုင်ကိုကတည်းကလေးဟိုကနှိပ်တာဟုတ်ဗျဒီစီးပွားရေးအရာပြောမလားကမ္ဘာအဆင့်အရာပြောမလားကိုကနှိပ်တယ်တဲ့ခါကျတော့ကိုကတော့ဘာလို့သူ့စီအကူကြီးအများကြီးလိုတယ်သူ့အကူကြီးအများကြီးလိုတရုတ်ကအကူကြီးအများကြီးလိုတယ်တရုတ်ကဒီစေတနာရှိသောဒီလူကြီးလူကောင်းဆန်သောအကိုကြီးအဖရဆန်သောအဲ့ဒီအကူကြီးဆောင်မမှုမြန်မာပြည်မှာလိုအပ်တဲ့ခါကျတော့သူသမ္မတဦးမြောက်လိုင်ကဒီတရုတ်သမ္မတရှီဂျင်ပင်ကိုတောင်းဆိုရမယ့်ဟာတွေဆွေးနွေးရမယ့်ဟာတွေရှိတာပေါ့ဒါပေမဲ့သမ္မတဦးမြောက်လိုင်ကဓာတ်ရိုက်ဒီလိုမျိုးစကားပြောပြီးတော့ဟောဖြစ်လိမ့်မရှိဘူး तू လိုချင်တာဒီလိုဒိတ်ဆိုပြောလိမ့်မရှိဘူးသူ့ရဲ့ဗီဇာရ तू မပြောတော့ဘူးလို့ကျွန်တော်ယူဆတယ်ဘာလဲဆိုတော့ချင်းငွေကိစ္စပြောတယ်ချင်းငွေကိစ္စမျိုးဆိုတာကကျွန်တော်တို့စီကိုဒီမြန်မာကတရုတ်ချင်းငွေလိုအပ်တယ်တရုတ်ကယင်းနှိမ့်မှုတွေနဲ့တရုတ်ချင်းငွေလိုအပ်တယ်မြန်မာဘာလို့ဆိုတော့ဟိုတရုတ်ချင်းငွေတရုတ်စီးပွားရေးလုပ်ငန်းတွေယွမ်နဲ့ကြံတဲ့ဓာတ်ရိုက်လို့တဲ့ဟာမျိုးတွေမှာချင်းငွေမရှိဘူးဆိုရင်တော့ဝင်ငွေဒီမလာနိုင်ဘူးဆိုရင်ဝင်ငွေတွေမရှိနိုင်ဘူးဆိုရင်ကျွန်တော်တို့ကရှေ့ဆက်အခက်တယ်ပေါ့နော်အဲ့တော့သူယွမ်နဲ့ကြက်ဓာတ်ရိုက်ဆက်ဆံမှုတွေမှာချင်းငွေတွေလည်းရလာဖို့ပေါ့နော်အတိုးနှုံသက်သာတဲ့ချင်းငွေဖြစ်ဒီရေရှည်ဆက်မဲ့ချင်းငွေဖြစ်ပေါ့ဗျာအဲ့ဒါမျိုးတွေလိုအပ်တယ်လို့ကျွန်တော်တို့မြင်တယ်ဒါမှမဟုတ်လည်းမြန်မာတိုင်းရမချစ်ချင်းလဲတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဒီမှာလာရင်းနှီးမြှုပ်နှံရင်ချင်းငွေနောက်ကနေပံ့ပိုးတရုတ်အစိုးရကိုယ်တိုင်နောက်ကမရပ်ပေးဖို့ဒါမျိုးတွေတွန်းအားပေးလိမ့်မယ်ယူဆတယ်ပေါ့နော်ပြောရင်တော့အကယ်၍များတရုတ်ကနေပြီးတော့ချင်းငွေများဒေါ်လာ1 to 5 billion လောက်များလက်ဆောင်ဖြစ်တဲ့ဒေါ်လာ1 billion လောက်ပေးပါတယ်ကွာဆိုရင်တော့ဒါတော်တော်ကောင်းသွားပြီအဲ့လိုပေးတာ1 billion နောက်ထပ်4 billion လောက်ချီးတာပါဆိုရင်ဒါဆိုလဲမဆိုးဘူးပေါ့နော်ဒါပဲလေပြောရခက်တယ်ပေါ့နော်မြစ်ဆုံစီမံကိန်းဒါမျိုးတွေပေါ့ဒါတွေလည်းဆွေးနွေးရမယ့်ကိစ္စတွေဖြစ်လာတယ်မြေရှားအကြောင်းလဲကျွန်တော်တို့သမ္မတကဆွေးနွေးကောင်းဆွေးနွေးနိုင်ကြည်လေရှိတယ်မြေရှားကိစ္စဘာလို့ဆိုတော့အိန္ဒိယဘက်ကမြေရှားကိစ္စဆွေးနွေးတဲ့အခါမှာ
မြန်မာလည်းပြန်ဆွေးနွေးရရှိတယ်အဲ့တော့တရုတ်ကလည်းဒါကိုစောင့်ကြည့်နေတယ်တရုတ်ကအိန္ဒိယမြန်မာကျဆွေးနွေးတဲ့ထက်မြေရှားပါရတဲ့မင်းငါတို့လည်းမြေရှားဆွေးနွေးမယ်ဆိုပြီးမြေရှားကြောင့်ဒီပါလာနေတယ်အဲ့တော့မြန်မာနိုင်ငံဘက်ကတောင်းဆိုတင်တာကဒီမြေရှားကိုအစိုးရတရားဝင်အစိုးရစီကနေပဲဝယ်ယူလာမျိုးလုပ်ပေးပြီးတော့ဒီတရားမဝင်လက်နက်ကင်တွေစီကနေမှောင်ခိုနီးလန်းနဲ့နေဆက်တွေကနေတရုတ်တွေတွင်းနေတာတွေကိုရတန်းရပ်ပြီးတောင်းဆိုခဲ့နော်ကောင်းမယ်ပေါ့ရတန်းရပ်ပြီးတော့မို့ကျွန်တော်တို့မြန်မာနိုင်ငံကထွက်ကုန်မှန်သမျှထုတ်ကုန်မှန်သမျှတွင်းထွက်တင်ရဇာတမျိုးစုံမှန်သမျှကိုတရုတ်တွေကအကျိုးစီးပွားမဲ့ဒီသူတို့အကျိုးစီးပွားပဲရှိတယ်မြန်မာအကျိုးစီးပွားမဲ့ပေါ့နော်ဆိုတော့အဲ့လိုတရားမဝင်တွေဝယ်ယူတာတွေကိုတရုတ်ဘက်ကအစိုးရကိုယ်တိုင်တားမြစ်ပေးဖို့အဲ့ဒါကိုပြောပြီးတော့ကဲတရားဝင်တာဝယ်ပါငါတို့တရားဝင်အောင်ငါတို့လုပ်ကြပါအဲ့ဒါဆိုရင်တော့အဲ့ဒါမျိုးလုပ်ပေးပါဆိုတာမျိုးတွေမြန်မာဘက်ကတောင်းဆိုတင့်တယ်ပေါ့နော်တောင်းဆိုမယ်လို့လည်းယူဆတယ်ပေါ့တော့မြေဆောင်စီမံကိန်းလိုအမျိုးကလည်းပြန်စဖို့ပြင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒါမျောလင့်ချက်တွေအများကြီးဟိုဗာလဲဆိုဒီမျောလင့်ချက်တွေအများကြီးဒီနိုင်ငံခြားမှာဆက်ဆံရေးအကောင်းတွေမျောလင့်ထားတာအများကြီးမျောလင့်စရာအများကြီးရှိလာပါတယ်ဆိုတော့ဒါတော့သမရကတော့ဟိုဘာဆွေးနွေးပဲဆိုတော့ကျွန်တော်တို့မှန်းခက်တဲ့အရာတွေအများကြီးမှန်းအပေါ်ရမှန်းလို့ရပါမယ်အနည်းချက်တွင်းချက်ကြတော့မှန်းနည်းနည်းခက်နေမှာနောက်ငင်းချိုင်းလုပ်ငန်းစဉ်ဆိုတာတရုတ်ကကူညီအားပေးမှုနဲ့ငင်းချိုင်းလုပ်ငန်းစဉ်ကတော့အဖြစ်ကိုဖြစ်လာမယ့်သဘောရှိတယ်ရှီကျင်းပင်ကိုယ်တိုင်လည်းဒီနေသက်ဒေတာကလက်နက်ကင်ဒီမြန်မာပုံကန်တွေလက်နက်ကင်အုပ်စုတွေနဲ့ပတ်သက်ရှီကျင်းပင်ကိုယ်တိုင်လည်းဒါသမရဦးမြောင်းလိုင်းနဲ့လက်ချင်းချိတ်သဘောထားချင်းထပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒါနေသက်ဒေတာလက်နက်ကင်အုပ်စုတွေတော့နည်းနည်းလေးဟိုဖြစ်သွားနိုင်ဦးကျိုးသွားနိုင်တယ်ပေါ့နော်တိုးတော့စောင့်မကြည့်ရမှာပေါ့နော်ဘာလို့ဘာတွေဆွေးနွေးကြမလဲဘာတွေပြောကြမလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးကြိုးဆိုတာကတော့အားလုံးသိတဲ့အတိုင်းနိုင်ငံကောင်းဆောင်အဆင့်ကိုနိုင်ငံကောင်းဆောင်အဆင့်ပဲပုံစံမျိုးပဲကြိုးဆိုပါလိမ့်မယ်နော်ဟိုတချို့နီးပိန်းတွေကတော့ဒါအသေးကွဲတာပေါ့နော်တစ်ခါကွဲတာပေါ့ဆိုတော့အိန္ဒိယမှာတစ်ခါကွဲတယ်ခုတရုတ်မှာတစ်ခါထပ်ကွဲတယ်နောက်ဘယ်နေရာမှာထပ်ကွဲဝင်ပြီကွဲပြီးကွဲမှာဘာလို့ခုကြားထဲမှာသမရဦးမြောင်းလိုင်းတော့ကကြတော့သူ့တက်ကအကောင်းကြီးပဲဖြစ်နေတယ် तू ကအတက်ဘက်ကိုတအားရောက်တယ်ဘလို့ဆိုတော့အမအိန္ဒိယကို तू သွားတယ်ဗျာတိမ်ကြောက် तू သမရဖြစ်ပြီးတော့အိန္ဒိယသွားတယ် तू သွားတယ်တိမ်ကြောက်ထိုင်းနိုင်ငံယာယီဝန်ကြီးလာတယ်အင်ဒိုလာတယ် तू မလေးရှားလာတယ်ဖိလစ်ပိုင်လာတယ်အခုဒီလာအိုနဲ့တွေ့ပြီးသွားပြီလာအိုလည်းပြန်သွားပြီလာအိုလည်းလာတယ်စသဖြင့်ပေါ့ကမ္ဘာဟိုထိတ်တန်းကမ္ဘာနိုင်ငံသီးသီးကနိုင်ငံခြားရေးဝန်ကြီးအဆင့်တွေလာတယ်လာပြီးဒီမှာလာဆွေးနွေးတာလုပ်တယ်ပြီးတော့ကုလသမဂ္ဂကအဖွဲ့တွေလာတယ်ဒါမျိုးတွေပေါ့နော် तू တွေ့ပြီးတိုင်းရှိတယ်ဆိုတော့သူ့တော့ကတော့အကောင့်ကြီးပဲပြီးတော့ခုတရုတ်ကိုသွားရတယ်ပြီးရင်တော့တိတ်မကြိုက်ခင်မှာဒါသူလည်းနောက်ထပ်ဒီတရုတ်ခီးစဉ်ပြီးရင်နောက်ထပ်ခီးစဉ်တစ်ခုပေါ်လာနိုင်ခြင်းရှိတယ်ဒါပေမဲ့ပေါ်မပေါ်တော့မသိဘူးလောလောဆယ်လာအိုနိုင်ငံခြားရေးဝန်ကြီးဒုဝန်ကြီးချုပ်လည်းဖြစ်တယ်နိုင်ငံခြားရေးဝန်ကြီးဖြစ်တယ်အဲ့ပုဂ္ဂိုလ်ကဒီနေ့ဆိုရင်သမရဦးမြောင်းလိုင်းနဲ့တွေ့တဲ့အခါမှာသမရဦးမြောင်းလိုင်းကိုဖိတ်ကြားသွားတယ်ကဲဖိတ်ကြားသွားတယ်ဘာပြောမလဲလာအိုနိုင်ငံကိုလာလေဖို့ဆိုပြီးတော့သမရဦးမြောင်းလိုင်းကိုဖိတ်ကြားသွားတယ်ကဲအဲ့တော့သမရဦးမြောင်းလိုင်းကတရုတ်ပြည်ကနေလာအိုပြန်လှည့်ဝင်အောင်ရတယ်ဆိုတဲ့သဘောမျိုးဖြစ်ဒါပေမဲ့လည်းဒါတန်တမာရေးကညှိကြအောင်ပါဗျာဆိုတော့အခုတရုတ်ကိုသွားဖို့ဆိုတာတော့ပဲအောက်ခြေမှာတန်တမာရေးကညှိရတယ်အောက်ခြေမှာနှစ်ဖက်သဘောထားတိုက်နေတာရှိပြီးတော့နှစ်ဖက်သဘောတူရမယ့်အရာတွေနှစ်ဖက်စာချုပ်ချုပ်ပြီးလက်မှတ်ထိုးရမယ့်အရာတွေရှိတယ်အဲ့ဒါတွေကိုလက်မှတ်ထိုးစရာရှိတယ်ထိုးပလိုက်ပြီးတော့မှသဘောထိုးလူပြီးပါပေါ့ပြင်ပြီးဆိုတော့မှအားလုံးအောက်ခြေမှာ69%တော့တည်တည်ရှာဆွေးနွေးပြီးလို့ကျန်တဲ့1%တော့ငါတို့တွေတွေ့ကြမယ်လို့သဘောတူတာပြောရရင်တော့69%တော့နှစ်ဖက်ဆွေးနွေးပြီးသွားပြီပြီးတော့အဲ့ဒီတွေ့ဆုံမှုကနေပဲတကဘာလုံးကလည်းကြည်နေမှာမြန်မာသမရတရုတ်သမရဖိတ်ရတာဘူးလို့မြန်မာသမရတို့အားလုံးသိထားတာဒီကောင်စစ်အာဏာရှင်ဘာညာအဲ့ဒီအခုတော့မဟုတ်ဘူးပဲဒီမြတ်တရုတ်သမရလည်းဖိတ်တယ်အိန္ဒိယလည်းဖိတ်တယ်ဟာဒါဆိုငါတို့လည်းဖိတ်မှရမယ်ဆိုတော့တခြားနိုင်ငံတွေကလည်းတယောက်ကြောက်မြန်မာသမရအပေါ်မှာအာရုံစုစိုက်လာနိုင်တယ်ပေါ့နော်ဘာလို့ကမ္ဘာနံပါတ်2ခေါင်းဆောင်ဖြစ်နေတာပေါ့နော်ကမ္ဘာနံပါတ်2နံပါတ်3ခေါင်းဆောင်ဖြစ်နေတာနော်တစ်ချိန်တော့လည်းဒီအခြားသောနိုင်ငံတွေရဲ့ဆက်ဆံရေးတွေလည်းပြောင်းသွားနိုင်တယ်မူဝါဒတွေလည်းဘာလို့ဆိုတော့ခင်ဗျာဂျပန်တို့ဘာလို့ဆိုလဲတရုတ်ရင်ခွင်နဲ့တအားကတ်သွားမှာဟုတ်ဂျပန်လည်းကြိုက်မှာမဟုတ်ဘူးဂျပန်တို့ဘာလို့လဲစိတ်ဝင်စားလာနေတယ်တောင်ကိုရီးယားလည်းစိတ်ဝင်စားလာနေတယ်ဘာလို့တောင်ကိုရီးယားကလည်း project တွေကြီးတွေလာဖို့ရှိတယ်ကိုရီးယားကလည်းဂျပန်ကလည်းရှိတယ်ကိုရီးယားကလည်းရှိတယ်ဆိုတော့ဟိုကျွန်တော်တို့သမရအတွက်ကတော့ဘာပြောသူလဲတော်တော်ကောင်းတဲ့ဘက်ကိုတော်တော်တက်လာတဲ့သဘောရှိတယ်အဲ့တော့လာအိုကြတော့လာအိုကတော့ဒါကြီးကြီးမှတော့မရှိဘူးဆိုတော့နေဆက်မှာကျွန်တော်တို့နှစ်နိုင်ငံကြားမှာဆက်ဆံရေးဟိုရှိတယ်ဟိုတရားကလည်းပြန်တော့တရားလည်းဖွင့်ထားပြီပေါ့နော်ဖွင့်ထားပြီတရားလည်းစောက်ပြီးသွားပြီဖွင့်ထားပြီကုန်သွယ်ရေးလုပ်ငန်းစဉ်တွေဒါတွေကသူတို့လာအိုမှာလောက်ကြလိမ့်မယ်လာအိုကပြီးတော့လာအိုနဲ့မြန်မာနဲ့ကြားမှာကြတော့ဘာရှိဆိုကြားဖြတ်လို့ခေါ်တဲ့ကိစ္စတွေရှိနေတယ်ဆိုတော့ကြားဖြတ်ကိစ္စတွေရှိနေတယ်ဆိုတော့ကြားဖြတ်ဆိုလာအိုမှာလည်းရှိတယ်မြန်မာမှာလည်းရှိတယ်အဲကြားဖြတ်တွေကိုနှိမ်နှင်းဖို့ကိစ္စတွေလည်းဒီမြန်မာငေါင်းဆောင်နေတာဆွေးနွေးတာတွေလည်းလုပ်လိမ့်မယ်လို့ယူဆတယ်လုပ်ခဲ့လိမ့်မယ်လို့ယူဆတယ်ဆိုတော့သမရဦးမြောင်းလိုင်းတော့ကတော့ရွှေလန်းငွေလန်းတွေကတအားပွင့်နေပြီတော်တော်အဆင်ပြေနေအောင်တွတ်တွေ့ရတယ်ပေါ့နော်ဒါတော့ဟောပြတာအဲ့တော့မကြခင်မှာသူလည်းလာအိုခီးရပါလေတွားချင်တော့သူဦးစားပေးတယ်မှာသူကောက်ထည့်ပိုင်တယ်ထည့်ပိုင်နိုင်ရှိလာအိုအဲ့တော့လာအိုသူမရောက်တော့လည်းကြာတော့ပြီယူဆတယ်ဆိုတော့တွားနိုင်ရှိအဲ့တော့ဦးမြောင်းလိုင်းတက်ကတော့ဒီနေ့ပိုင်းတွေမှာဟို6လောက်မှဘွေပေါက်ပြီပေါ့နော်6လောက်မှဘွေပေါက်ပြီတွားကိန်းတွေကလုံးဝတွားတဲ့နေရာတွေခုစရိုက်ဖြစ်လာတဲ့သဘောတော့တွေ့ရပါတယ်နော်ကဲအဲ့တော့ဒီတို့ဆိုဒီသွားမှုကထူးခြားမှုတွေအများကြီးပါလာမယ်ကောင်းဖို့လည်းရှိတယ်လို့ကျွန်တော်တို့ကမျှော်လင့်ထားပါတယ်သတင်းတွေလည်းကြားနေရပါတယ်နော်ကဲအဲ့ဒါတခုနောက်